디네 페아르킨 제수네 친의 그 친이 고도정 뼈콘야의 정 냐서 원다 바래. 저는 ng에 동가 친구 무두부 다음에 친시대 니고시대 소라 무배나 뼈해 바래. 다정 저는 그 친비마 용마 친야 시대 정마 친세야 시대 소위 저는 시테마 니고로 간사해야 바래. 너를 고자로 그 친비마 하나나 시피려 가마 친 부모 바래 친 부지 바래 친 예보 바래 소위 저로 시테마 나지 원다 바래 나정 레벨 친의 친 이부 피데소라 저로 맹이 그래가 나를 해 바래 친구로 가마 모두 그 두하고 나 저로 지라래 가자로 정마 대그로마 영마배 저로 니고 친수가 두루고 소라고 친디네 안야지 경민케 바래 친수가 된대 그 친동아 하나나 역대 나랑 친네 그 친이고 소라 보유 나래라 친피 바래 나 아지제래라 친 뭐호더래 저노 띠들로 도냐 뼈뼈들로 미바니 뼈뼈들로네 저노 letတွေ့샤포 종산친 앞인 친네 그 친이고 피정고 되네 아니게 뼈자로 친피 바래 넘버 1 마로 저노 그 친의 친하 니고 피데 친야 아고지 그 친야 니 소라고 저노 ತಮಾ이마တွေ့ရပါတယ်အဲ့တော့တမိုင်းမှာတွေ့တဲ့အတိုင်းပဲချင်းတွေကိုကျွန်တော်ခန်းလို့ခေါ်တာပေါ့ခန်းအဲ့လိုပြောချင်းဖြစ်ပါတယ်အဲ့တော့ကချင်ကြီးနာမည်ပေးတဲ့နေရာမှာအကိုကြီးအကြီးဆုံးကိုခန်းလို့ကျွန်တော်ပေးပါတယ်ဥပမာဖော်တော်ခန်းလက်ပြခန်းလက်ရှိခန်းခုံခန်းအဲ့ဒီခန်းဆိုတာအားလုံးဟာကျွန်တော်မာကမ်အကူကြီးကိုပြောချင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဘိုးဘေးမှာပြောတဲ့အတိုင်းချင်းရအကူဖြစ်တယ်ဆိုတာဟာခန်းပြောချင်းအပြင်အကူကြီးလို့လည်းဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့ပိုရခံမှာတော့ဒီရာဇဝင်တရားရရှိချင်းဖြစ်ပါတယ်လို့ပြောလို့ချင်းဖြစ်ပါတယ်နောက်ဒီအကူကြီးနဲ့ညီခွဲသွားပုံကလည်းတမိုင်းမှာကြံရည်ပါတယ်သူတို့ပြောတဲ့ဟာတော့အကူကြီးကအရင်သွားတယ်ညီကနောက်ကလိုက်ချင်းဖြစ်တယ်လိုက်တဲ့အခါမှာအကူကြီးကငပြောပင်ကိုခုတ်သွားတယ်ညီကလိုက်တဲ့အခါငပြောဖို့ကအများကြီးအရှိကြီးထွက်လာတဲ့အခါမှာလိုက်မမီတော့ဘူးအကူကြီးသွားတာကြာပြီလို့မလိုက်ပဲနေရခဲ့တယ်ဆိုတဲ့တမိုင်းကျွန်တော်တို့ပဇာနဲ့စကားနဲ့ပြောတဲ့တမိုင်းရှိခဲ့ပါတယ်ဒါတော့ကျွန်တော်တို့ဒီခေတ်မှာစဉ်းစားရင်ဒါတော့ဒီရည်စရာကောင်းတာပေါ့မဖြစ်နိုင်ဘူးဆိုလို့ပို့အခြေအနေရှိတယ်ဘာလို့ငပြောပင်ခုတ်တာကိုငပြောပင်တက်လာတာကိုကြည့်ပြီးမှအကြာရှိပြီလို့ကျွန်တော်တို့ယူဆတာကိုဒါပေမဲ့ဒီမှာနေတာရှိပါတယ်အကူကြီးကအရင်သွားတယ်ညာနောက်ကျခဲ့တယ်ဆိုတာဒီကျွန်တော်တို့ဒီချိန်မှာတန်ဖို့မထားတော့ဒီငပြောပင်ဤပေါ့ဒီနေရလည်းပဲအမှန်မှနေတော့အတိတ်ပဲရှိတော့တမန်တကဟိုရရှိနိုင်ခြင်းဖြစ်ပါတယ်အကူကြီးကိုရှစ်သွားတယ်ညီကမလိုက်နိုင်လို့ကြံရီခဲတယ်ဆိုတာတေချာတာပေါ့ညီကိုဖြစ်တယ်ဆိုတာတမန်ဟာဒီဘာမဟုတ်တဲ့ငပြောပင်ထဲမှာတောင်မှကျွန်တော်တို့နိုင်ယူလို့ရတယ်ဆိုတာကိုပြောလို့ချင်းဖြစ်ပါတယ်နံပါတ်3အနေနဲ့ခန်းဆိုတာကျွန်တော်တို့ခြေရာကိုပြောလို့ချင်းဖြစ်ပါတယ်ဒီခြေရာဆိုတာတကယ်ခြေနည်းတဲ့ခြေရာကိုလေခြေရာလို့ပြောလို့ချင်းဖြစ်ပါတယ်တနည်းအားဖြင့်တော့ခြေရာဆိုတာခြေနည်းတဲ့ခြေရာမဟုတ်ဘူးလိုတွားတဲ့အရာထင်တယ်တစ်ပင်ခုတ်တွားတယ်ပစ္စည်းတစ်ခုကိုပြစ်တွားတယ်ထမင်းချက်သားတွားတယ်အရာထင်တာဒါကြောင့်ဒီခန်းဆိုတာအရာထင်တယ်တွားတဲ့အရာညီကိုတော်တဲ့အရာအရာထင်ခြင်းလည်းဖြစ်ပါတယ်လို့ပြောလို့ချင်းဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်ချင်းတဲ့ကချင်းတူညီတဲ့အကြောင်းတစ်ခုဟာအင်းဆောက်တဲ့အရာတူညီပါတယ်အခန်းဖွင့်တဲ့အရာတူညီပါတယ်အင်းကိုအရှိကြီးဆောက်တာရှိပါတယ်လို့ပြောလို့ချင်းဖြစ်ပါတယ်အခန်းများစွာဖွင့်ထားတဲ့အဲ့မှာညီကိုဒီနေတာဖြစ်ပါတယ်နောက်တစ်ခုကျတော့အကူကြီးတွားပြီးမှညီအကြံရည်တယ်ဆိုတဲ့နေရာမှာကျွန်တော်အင်းဆောက်တဲ့ခါမှာဟောနောက်ဆုံးတစ်ခန်းကြံရည်ပါတယ်ဒါတော့အကူပြန်လာမယ်ဆိုရင်မှအခန်းတစ်ခန်းခြံထားပုံပေါက်တယ်ဘ
တို့တော့လေအကူကပြန်မလာတဲ့ခါမှာအဲ့ဒီအခန်းကလွတ်နေတော့ comment room ပေါ့ဒီအပြူလူပြူဒီသွားစကားပြောတဲ့အခန်းဖြစ်လာတယ်အဲကြောင့်ကျွန်တော်ကချင်လို့တော့လာတပ်ခေါ်တယ်ဒီအကူကြီးအတွက်စောက်တော်ပဲအကူကြီးမလာတဲ့ခါကျတော့ဒီအခန်းမှာရွာကလူပြူအပြူဒီသွားစကားပြောတဲ့မိတ်ဖွဲ့တဲ့အခန်းကြီးဖြစ်သွားပါတယ်ဒါကြောင့်အကူရှိတယ်ဆိုတဲ့အကြောင်းကိုဒီအင်ခန်းအဖြစ်တို့ရခြင်းဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်အင်ဒီမှာကချင်အင်ဒီမှာကချင်ဇော်ဘွားအင်မှာကချင်ဒူဝါကြီးအင်မှာတိုင်ကြီးရှိတယ်တိုင်ငယ်ရှိတယ်အဲ့ဒီတိုင်ကြီးတိုင်ငယ်မှာနွားဂျူဒီနွားကောင်းဒီအများကြီးအဲ့လိုချစ်ဆွဲထားပါတယ်အဲ့တော့ကချင်ဇော်ဘွားအင်မှာတွားရင်ကျွေးဂျူဒီနွားဂျူဒီနောက်多的산 주리 아며지 비네라对的ဟောအကြီးကအငယ်တန်အပိပိရှိတယ်အခုကျွန်တော်ချင်းတောင်ရောက်တဲ့ခါမှာချင်းစော်ဘွားအိမ်မှာကျွန်တော်တွားခဲ့တယ် one hair အိမ်မှာနွားဂျူဒီနောက်ဂျူဒီအများကြီးတန်းစီတော့တွေ့တယ်ဒါကချင်နဲ့ချင်းညီကူဆိုတာမှန်တာပဲလို့ကျွန်တော်တွေ့ခဲ့ချင်းဖြစ်ပါတယ်ဂျူဒီအမျိုးမျိုးနောက်တော့အထင်အမှတ်ဟာကြောက်ဒီမှာလုတ်တယ်တစ်ပင်ဒီမှာလုတ်တယ်တစ်သားပြမ်းမှာလုတ်တယ်အဲ့ဒီတင်ချမ်းတွေလုတ်တာကိုလည်းဒီတောတုချင်းဖြစ်ပါတယ်ဒါကြောင့်အမျိုးတော်တယ်ဆိုတာကိုဒါတွေ့ချင်းဖြစ်ပါတယ်နောက်တစ်ခုကျတော့ဒလေထုံးစံအများကြီးတူတယ်ချင်းဒလေထုံးစံမိမယူပုံပွဲကလုတ်ပုံတောင်ရခုတ်ပုံစသဖြင့်ပေါ့ဒီကရိယာပစ္စည်းကရိယာတွေတူချောင်းကိုတွေ့ပါတယ်နောက်တစ်ခုကျတော့စကားတူတယ်အခုကချင်မှာ6မျိုးရှိတယ်မရိုးသရှိအဇီဂျင်ဖော့ရဝမ်စသဖြင့်ရှိတယ်အဲ့လိုပဲချင်းမှာလည်းအမျိုးမျိုးများစွာရှိပါတယ်ဆိုတော့ကချင်စကားနဲ့တစ်မျိုးဟာမရိုးနဲ့လာတူတယ်တစ်မျိုးရဲ့စကားကျတော့လက်ရှိနဲ့လာတူတယ်တစ်မျိုးရဲ့စကားကျတော့ဂျင်ဖော့နဲ့လာတူတယ်ဥပမာကနိုးကွာကပါဒါတော့ဂျင်ဖော့နဲ့လာတူတယ်နောက်တော့မရိုးနဲ့ဆိုရင်တစ်မျိုးလာတူတယ်ကျွန်တော်လက်ရှိနဲ့ဆိုတော့ခလမ်ဆိုတာကိုဆုံးတူချင်းမှာလာတူနေချင်းဖြစ်ပါတယ်ချစ်ခီဆိုတာဂျင်းဖော်နဲ့လာတူချင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့စကားများစွာတူချင်းကိုလည်းကျွန်တော်တွေ့ရပါတယ်နောက်တစ်ခုကျတော့ရုပ်ရည်တူတယ်ရုပ်ဟာကချင်ရုပ်နဲ့ချင်းရုပ်ဟာအတူတူဖြစ်ပါတယ်ကျွန်တော်တခါပြောတယ်မန္တလေးတက္ကသိုလ်မှာကချင်နေရာနဲ့ချင်း300ပေါင်းရင်ချင်း900ဖြစ်သွားတယ်ကချင်ဒီလေကချင်ကိုချင်းအောင်မဲ့ချင်းလေချင်းကိုကချင်အောင်မဲ့ဗမာဒီရှမ်းနေဆိုရင်ကချင်နဲ့ချင်းမခွဲနိုင်တော့ဘူးရုပ်ကအမှန်တူပါတယ်လို့ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့ဟာကချင်နဲ့ချင်းညီကိုဆိုတာပြောလို့ရှင်းဖြစ်ပါတယ်ကျွန်တော်ရုပ်ကကရင်နဲ့မှမတူဘူးရှမ်းနဲ့မှမတူပဲဗမာနဲ့လည်းမတူဘူးချင်းလည်းဗမာနဲ့မတူဘူးကရင်နဲ့မတူဘူးရှမ်းနဲ့မတူဘူးချင်းရုပ်နဲ့ကချင်ရုပ်ကအတူတူဖြစ်တယ်ကျွန်တော်ရုပ်ကိုကြည့်ရင်ဟာကချင်းရုပ်ပဲစသဖြင့်ပေါ့အယုတ်ရုပ်ရည်အမှန်တူတယ်ဒါကြောင့်ညီကိုဖြစ်ကြောင်းကိုပြောလို့ရှင်းဖြစ်ပါတယ်နောက်ကတဲ့အခါမှာတချင်းဆိုတဲ့အခါမှာကချင်ဆိုတဲ့နည်းနဲ့ချင်းဆိုတဲ့နည်းတူနေတယ်ဝရလကယေသံနေသံသံလပ်ဆံဝေကတ်စလောကန်တင်လိုက်နေတော့ဆိုတာကျွန်တော်မရိုးလင်အလူမျိုးကြီးကပုံနဲ့စုပုံနဲ့လက်ရှိလူမျိုးကပုံစုပုံဟာဒီချင်းလူမျိုးကြီးရိုးရာကပုံနဲ့လာတူတာကိုပြောလို့ချင်းဖြစ်ပါတယ်နော်နတ်ကိုကိုတဲ့အမျိုးဖြစ်တဲ့ကြောင့်နတ်ကိုကိုတဲ့နည်းရလည်းပဲကချင်ကိုကိုနည်းနဲ့ဒါချင်းကိုကိုနည်းအများကြီးတူနာကိုတောက်တွေ့ပါတယ်ဒါကိုကျွန်တော်ဆက်လက်လာဖို့တော့လိုတယ်ဒါကျွန်တော်အနေငယ်ပြောချင်းချင်းဟာချင်းနဲ့ကချင်ညီကိုဖြစ်တယ်ဆိုတာကိုဘိုးဘဲများပြောတယ်အခုကျွန်တော်ကြီးပင်းလာတဲ့အခါမှာတကယ်ပဲလက်လာတဲ့အခါမှာများစွာတူညီကြောင်းကိုတွေ့ချင်းဖြစ်ပါတယ်ဒါကြောင့်ချင်းနဲ့ကချင်ညီကိုဆိုတာချင်းတန်းကချင်တန်းနောက်တခြားလူမျိုးတွေတိပါစေဆိုမှကျွန်တော်ချင်းနဲ့ကချင်တူညီကြောင်းကိုပြောပြနေချင်းဖြစ်ပါတယ်နောက်ကပြီးမှချင်းနဲ့ကချင်တူညီတဲ့အကြောင်းညီကိုဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့အချင်းချင်းအခါခါကျွန်တော်ပြုလုပ်ခဲ့ပြီးပါပြီဒီတွေ့ဆုံပွဲစီဝေပွဲမှာပြုလုပ်ပါတယ်ပထမအချင်းကြတော့1994ခုနှစ်မှာဟာခါမျိုးဇီဝအတင်းတော်မှာပြုလုပ်ခြင်းဖြစ်ပါတယ်ကျွန်တော်အဲ့ဒီမြန်မာနိုင်ငံနေချင်းခရစ်ယာန်ညီလာခံ
ဓမ္မတမင်စီဝေကြီးကိုဟာခါမှာပြုတ်လို့တဲ့အခါမှာကချင်း300 400ရှိပါတယ်ချင်းအများကြီးဇေဝန်အတင်းတော်မှာချင်းနဲ့ကချင်းညီကိုဖြစ်ကြောင်းကိုအတိအမှတ်ပြုပွဲကျင်းပခဲ့ပါတယ်အဲ့တော့ကချင်းကနေပြီးမှချင်းတောင်မှာအကြီးဆုံးမောင်းကိုကျွန်တော်ဝယ်ပြီးမှအဲ့ဒီမောင်းမှာကချင်းနဲ့ချင်းညီကိုဖြစ်ကြောင်းဤမောင်းခတ်ရွက်ကဘာတိစေယနေ့မှစရွက်ကချင်းနဲ့ချင်းညီကိုဖြစ်တဲ့အတွက်ကြောင့်အဲ့အတူပိုအများလက်တွဲကအသက်ရှင်သွားမယ်တာသနာပြုမယ်ဆိုတာကိုဂတိပြုခဲ့ကြတယ်ချင်းနဲ့ကချင်းညီကိုဖြစ်ကြောင်းဤမောင်းခတ်ရွက်တိပါစေဆိုမှကချင်းဥက္ကဋ္ဌကမောင်းတီးတယ်ပြီးရင်ချင်းဥက္ကဋ္ဌကိုပဲတယ်မိန်ကွန်းပြောတာဟာကျွန်တော်ကချင်းဘက်ကတော့ဒေါက်တာစပွဲဂျုံဖြစ်တယ်ချင်းဘက်ကတော့ဆရာကြီးဂျိမ်းစ်ရေဒုံစကားပြောပြီးမှကျွန်တော်နောက်တက်ပြီးမှဘုရားရှိခိုးတယ်ညီကိုဖြစ်ကြောင်းကိုကျွန်တော်အတိအမှတ်ပြုခဲ့တယ်ဒါကြောင့်ချင်းနဲ့ကချင်းဒီကဘာအဆက်မှာလက်တွဲညီညာအတူပိုအများလို့ပြောပါတယ်တဲ့အခါမှာလည်းအတူတူပိုတဲ့အခါမှာလည်းအတူတူဘုရားသခင်လုပ်ငန်းအတီးဒီမှာလက်တွဲကြဖို့ကျွန်တော်ဂတိပြုခဲ့ပါတယ်ဒါကြောင့်ဒီမှာဘယ်မှာရောက်တော့ဘယ်မှာရှိတဲ့ချင်းဖြစ်ဘယ်မှာရှိတဲ့ကချင်းဖြစ်ကျွန်တော်တို့ကချင်းနဲ့ချင်းဟာအတူပိုအများလက်တွဲသွားမယ်ဆိုပြီးမှဇေဝန်တောင်ပေါ်မှာဖျားခင်ရှေ့မှာကျွန်တော်ဆုတောင်းခဲ့ခြင်းကိုချင်းနဲ့ကချင်းတိုင်းတိစေဖို့ကျွန်တော်ဒီကနေပြီးလဲပြောလို့ချင်းဖြစ်ပါတယ်ဒါပထမအကျင့်ဒုတိယအကျင့်ကြတော့2008ခုနှစ်မှာထန်တလန်းမြို့မှာပြုလုပ်ပါတယ်ကချင်းလူကြီး300လောက်ဒီအမျိုးသားညီလာခံဖြစ်ပါတယ်တက်ရောက်ပြီးမှထန်တလန်းမြို့မှာချင်းတောင်မှာအကြီးဆုံးနနောက်တကောင်ကိုတတ်စားပြီးမှညီကိုဖြစ်ကြောင်းကြော်ညာခဲ့ခြင်းဖြစ်ပါတယ်ညီကိုဒီသမင်းပွဲနဲ့အခန့်ချင်းဖြစ်ပါတယ်အဲ့ဒီနနောက်ကိုတော့ကချင်းအဖွဲ့ကောင်းဆောင်ဖြစ်တဲ့ဆရာကြီးစဘောတန်ကွန်းကနေပြစ်တက်ပြီးမှချင်းနဲ့ကချင်းညီကိုဖြစ်ကြောင်းကိုဒုတိယအကျင့်မှာချင်းတောင်မှာစီဝေလုပ်ခဲ့ခြင်းဖြစ်ပါတယ်နောက်တတိယအကျင့်ကြတော့2009ခုနှစ်မှာချင်းလူကြီးအများကြီးကချင်းပြည်ကိုတက်ရောက်လာပါတယ်ကချင်းနဲ့ချင်းအဖွဲ့ချုပ်မှာချင်းလူကြီးများဒီချင်းတောင်ကနေနနောက်ဂျူဒီယိုလာပြီးမှညီကိုဖြစ်ကြောင်းအတိအမှတ်လာပြုချင်းဖြစ်ပါတယ်အဲ့မှာကချင်းလူကြီးများဆောင်နေမိဆုံစားပွဲလုပ်တဲ့တချင်းဆိုတဲ့ဆုတောင်းပြီးမှကချင်းပြည်မှာချင်းများညီကိုများပြန်ရောက်လာတော့အထက်အမှတ်ကိုလုတ်ခဲ့ချင်းတွေ့ရပါတယ်စတုဒ္ဓအကျင့်ကြတော့2011ခုနှစ်မှာချင်းလူငယ်96ယောက်မြစ်နာမြို့ကိုရောက်ရှိလာပါတယ်ဒါဟာခါချင်းများဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ကိုခေါ်တယ်ကျွန်တော်ချင်းတချင်းဆိုပြတယ်ကချင်းတချင်းဆိုပြတယ်ချင်းလူငယ်96ယောက်နဲ့ကချင်းလူငယ်များဆိုအဲ့မှာရက်ပေါင်းများစွာမိရဟယဖွဲ့ပြီးမှချင်းတဲ့ကချင်းညီကိုဖြစ်ကြောင်းကိုပိုးမွားခင်မင်းသိရှိအောင်ပွဲကြီးလုပ်ခဲ့ခြင်းဖြစ်ပါတယ်ဒီအကြောင်းကိုကြည့်ချင်းအပြင်ဒီမှာဒီတည်င်းကိုကြားတဲ့လူတိုင်းချင်းဒီကချင်းဒီညီကိုဖြစ်ကြောင်းကိုတည်ရွတ်တယောက်နဲ့တယောက်အမြင်ချစ်ခင်လေးစားကိုမြင်ရမ်းပင်းသွားစေလို့ချင်းဖြစ်ကြောင်းပြောလို့ရင်ဒီကုန်းချုပ်ပါတယ်ဖခင်ကောင်းချီးပေးပါစေ